တိုက်ခိုက်မှုတွေနဲ့ဝေးရကိုရှောင်ဖို့မိခင်ကဘေဂျင်းကနေအမေရိကန်ကိုခေါ်ဆောင်လာတဲ့လူငယ်လေးတစ်ယောက်အကြောင်းဖြစ်ပေမဲ့သူ့ရဲ့ကံကြမ္မာနဲ့မလွဲမရှောင်တာလိုက်ပါစီးမျောသွားပုံကိုရိုက်ကူးထားတာပါ1985ခုနှစ်အိုကီနာဝါမှာမစ္စတာမီယာဂီကလူငယ်လေးဒန်နီယယ်လာရူဆိုကိုမီယာဂီမျိုးနွယ်စုရဲ့ဇက်မီအကြောင်းပြောပြခဲ့ပါတယ်16ရာစုတုန်းကသူတို့ရဲ့ဘိုးဘွေတွေဟာငါးဖမ်းခြင်းတရုတ်ပြည်မှာတောင်းတင်နေခဲ့ပြီးအဲ့ဒီကဟန်မီသားစုကကူညီခဲ့ကကွန်ဖူးပညာကိုသင်ကြားပေးခဲ့ပါတယ်ဂျပန်ကိုပြန်ရောက်တော့အဲ့ဒီကွန်ဖူးပညာနဲ့သူတို့ရဲ့ကိုယ်ပိုင်ကရာတေပညာကိုပေါင်းစပ်ပြီးယဉ်ကျေးမှုတစ်ခုပေါင်းစပ်ထားတဲ့ပညာရပ်တစ်ခုဖြစ်လာခဲ့ပါတော့တယ်လက်ရှိကာလမှာတော့ဘေဂျင်းကကွန်ဖူးကျောင်းကိုမစ္စတာဟန်ကဦးစီးပြီးသင်ကြားပေးနေပါတယ်သူ့တပည့်တွေထဲမှာသူတော်သူလီဖုန်လည်းပါဝင်ပါတယ်ဒါပေမဲ့လီဖုန်ရဲ့ဖခင်ဖြစ်သူဒေါက်တာဖုန်ရောက်လာပြီးကွန်ဖူးဒီနာကိုလုံးဝသဘောမကျပါဘူးအကြောင်းရင်းကတော့သူ့ရဲ့သားအကြီးဆုံးဟာရခင်ပြိုင်ပွဲတစ်ခုမှာအနိုင်ရခဲ့ပြီးနောက်ရှုံးနိမ့်တဲ့အသင်းရဲ့လက်စားကြီးတိုက်ခိုက်မှုကြောင့်တေဆုံးခဲ့ရလို့ပါအဲ့ဒီကြောင့်ရုံမှုကြောင့်ဒေါက်တာဖုန်ဟာသူ့သားလီဖုန်ကိုအန်ဒီယေကနေဝေးကွာစေဖို့အမေရိကန်မှာအလုပ်ကမ်းလှမ်းချက်ကိုလက်ခံပြီးနယူးယောက်ကိုချက်ချင်းပြောင်းရွှေ့လိုက်ပါတယ်နယူးယောက်ရောက်ပြီးနောက်ညစာစားဖို့အကျဉ်ထွက်လာတဲ့လီဖုန်ဟာပီဇာဆိုင်တစ်ခုကိုတွေ့ပြီးဝင်ရောက်ခဲ့ရမှာဆိုင်ပိုင်ရှင်ဖခင်ဖြစ်သူဗစ်တာနဲ့သမီးဖြစ်သူမီယာနဲ့တွေ့ဆုံပြီးမိတ်ဆွေဖွဲ့ခဲ့ကြပါတယ်ယဉ်ကျေးမှုမတူညီမှုတွေကြောင့်လီဖုန်ဟာနေရာသစ်မှာအသားမကျဖြစ်နေခြင်းကျောင်းစတက်တဲ့နေ့မှာလည်းအိမ်နဲ့ဝေးတဲ့အတွက်မီဒီယာနဲ့တွားရင်လမ်းပြောက်လူနီးပါဖြစ်ခဲ့ရပါတယ်တရက်လီဖုန်အိမ်ပြန်လာချိန်မှာမီယာကိုတွေ့ပြီးကူညီပေးရကနေမိတ်ဆွေဖြစ်လာကြပါတယ်လီဖုန်ဘေဂျင်းကကွန်ဖူးကျောင်းကိုတရိယာရင်လေ့ကျင့်ခန်းရင်တစ်ခုကိုဖျက်သွားတော့မီယာကအဲ့ဒီနေရာမှာလေ့ကျင့်တာမျိုးမလုပ်ဖို့တရိပေးခဲ့ပါတယ်အဲ့ဒီဂျင်ကပိုင်ရှင်ကတော့ Osh ဖြစ်ပြီးသူဟာမီယာရဲ့ဖခင်နဲ့အခင်ကရန်ညိုးရှိသူဖြစ်ပါတယ်။ Osha မြို့ရဲ့ကရာတေချန်ပီယံကော်နာဒေးကိုလည်းလေ့ကျင့်ပေးနေသူဖြစ်ပါတယ်။ကော်နာဟာမီယာရဲ့ရီးစားဟောင်းလည်းဖြစ်ပါတယ်။ဈေးဝယ်နေတော့ကော်နာရဲ့အဖွဲ့ကလီဖုန်နဲ့မီယာတို့ကိုလာရောက်နှောက်ယှက်ပါတယ်။တရုတ်လူမျိုးလီဖုန်ရဲ့အကူအညီနဲ့သူတို့နှစ်ယောက်ဟာရီးစားတွေလိုဟန်ဆောင်ပြီးအလွယ်တူရှောင်တိန်နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့လီဖုန်ဟာတငယ်ချင်းကောင်းတစ်ယောက်ရခဲ့တဲ့အတွက်ပျော်ရွှင်ခဲ့ရပါတယ်။နောက်နေ့မီယာကဆိုင်ငယ်နဲ့လာကြိုပြီးမြို့တဲကိုလျောင်းကြည့်နေတော့ဆိုင်ငယ်ပြောက်သွားတော့မီဒီယာနဲ့အိမ်ပြန်ခဲ့ရတယ်။အဲ့ဒီချိန်မှာမီယာကိုတဝံတူနေတဲ့ကော်နာရောက်လာပြီးနှောက်ယှက်ပါတယ်။တင်းမာမှုတွေရှောင်ရှားဖို့မီယာကတောင်းပန်တော့ကော်နာကပြန်ခွင့်ပြုလိုက်ပါတယ်။ဒါပေမဲ့ဖြတ်သွားနေအရင်နဲ့ကော်နာကလီဖုန်ကိုလက်သိမ်းနဲ့ရိုက်လာတယ်။အဲ့ဒီဒဏ်ရာကိုလီဖုန်ရဲ့မိခင်မသိစေဖို့မီယာရဲ့ဖခင်ဗစ်တာကဖုံးဖီကူညီပေးပြီးနောက်တစ်ချိန်ဆိုကိုဘလို့ကာကွယ်ရမယ်ဆိုတာကိုသင်ပေးခဲ့ပါတယ်ဗစ်တာဟာအရင်ကလက်ခွေသမားဟောင်းတယောက်ဖြစ်ပါတယ်ဒါပေမဲ့မိခင်ဖြစ်သူကအဖြစ်မှန်ကိုသိသွားပြီးစိတ်ဆိုးခဲ့ပါတယ်သူကလီဖုန်ကိုတိုက်ခိုက်မှုတွေနဲ့ဝေးဝေးနေဖို့ကတိပေးခိုင်းထားလို့ပါကျောင်းမှာအာယုံဆုဆိုင်နိုင်ဖို့အလံဆိုတဲ့ကျူရှင်စရာတရားကိုငားပေးခဲ့ပါတယ်တညမှာလီဖုန်ဟာအကိုဖြစ်သူရဲ့တပ်ပုံကိုကြည့်ရင်အကိုတင်ပေးဖို့တဲ့နဂါးကန့်ချက်ဆိုတဲ့ဒိုင်ဂရစ်ကစ်ကိုတတိရခဲ့ပါတယ်ဒါပေမဲ့သူအဲ့ဒီကန့်ချက်ကိုကျွန်းကျွန်းကြီးမကန်နိုင်သေးပါဘူးနောက်တစ်နေ့ကျောင်းမှာကော်နာကလီဖုန်ကိုထမှနောက်ရှက်နှက်ကနေပြီးနှစ်ဦးသားရန်ဖြစ်ကြပါတယ်လီဖုန်ဟာကော်နာနဲ့တိုက်ခိုက်ရင်အကိုတင်ပေးဖို့တဲ့နဂါးကန့်ချက်ကိုအသုံးပြုဖို့ကြိုးစားခဲ့ပေမဲ့ကရာတေချန်ပီယံကော်နာကချက်ချင်းတန့်ပြန်တက်ခဲလိုက်နေပါတယ်ညဘက်မှာလီဖုန်ဟာမီယာရဲ့ဆိုင်ကေကိုပြင်ဖို့တွားရင်အော့ဆေလိုလိုက်တဲ့လူတစုကဗစ်တာကိုတိုက်ခိုက်နေတာကိုတွေ့လိုက်ရပါတယ်ဗစ်တာဟာအော့ကိုငွေကြေးအကျွေးတင်နေတာဖြစ်ပြီးအဲ့ဒီအကျွေးကိုဆက်ဖို့အရင်ကဆွလို့ထားတဲ့လက်ဝဲကွဲကိုပြင်ထိုးဖို့စဉ်းစားထားပါတယ်ဗစ်တာဟာလီဖုန်ရဲ့တိုက်ခိုက်နေဆွမ်းကိုမြင်လိုက်တဲ့အခါသူ့ကိုကွန်ဖူးပညာတင်ကြားပေးဖို့တောင်းဆိုပါတယ်လီဖုန်ကတော့မိခင်ကိုကတိပေးထားတာကြောင့်ညှင်းဆန်ခဲ့ပါတယ်စိတ်မတမတာဖြစ်နေတဲ့လီဖုန်ဟာဘီဂျီမှရှိတဲ့ဆီယာဟန်စီကိုဖုံးခေါ်ပြီးအကြံတောင်းခဲ့ပါတယ်ဆီယာဟန်ကပညာကိုမျှဝေတာကကောင်းကင်အရာဖြစ်ကြောင်းပြောပြခဲ့တဲ့အတွက်လီဖုန်ဟာဗစ်တာကိုကွန်ဖူးပညာပြန်သင်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်သူတို့နှစ်ဦးဟာပီဇာဆိုင်နောက်ဘက်မှာလူဝှလေ့ကျင့်ခဲ့ကြပါတယ်လေ့ကျင့်မှုတွေထဲမှာဒလတ်လက်ထိချက်ဆိုတဲ့ပညာကိုလည်းသင်ကြားပေးခဲ့ပြီးဗစ်တာကအဲ့ဒီပညာကိုစူးစမ်းလေ့ကျင့်ခဲ့ပါတယ်ဒီလိုလေ့ကျင့်ရင်လီဖုန်နဲ့မီယာတို့ရဲ့ချစ်ချင်းရင်းနှီးမှုဟာပိုပြီးနဲ့ရှင်းလာပြီးကော်နာရဲ့တဝန်းတုံးမှုကိုပိုပြီးတိုးရှိခဲ့ပါတယ်အခုဖြစ်သူတည်ဆုံးတဲ့နေ့ပတ်လက်နေ့မှာလီဖုန်ဟာအိမ်မပျော်ပဲချွေးပြီးထွန်းနေလာကိုဗစ်တာတွေ့ရှိခဲ့ပြီးလီဖုန်ကလည်းသူ့ရဲ့အတိတ်ကထိခိုက်နာကျင်မှုကြောင့်တာခက်ရမှာကိုဘယ်လောက်ဖြောက်ရမယ်ဆိုတာကိုသိပြခဲ့ပါတယ်နောက်ပိုင်းမှာဗစ်တာရဲ့လက်ထွေပွဲစတင်ခဲ့ပါတယ်ဗစ်တာဟာအစပိုင်းမှာယုံကက်နေပေမဲ့နောက်ပိုင်းမှာဒလတ်လက်ထိချက်ကိုအသုံးပြုပြီးပြန်လည်ထိုးပတ်နိုင်ပါတယ်ဒါပေမဲ့အော့ရှီယာပရိယာကြောင့်ဗစ်တာဟာတတိလိမ့်ပြီးရှုံးနေသွားပါတယ်အဲ့ဒီမြင်ကွင်းကိုမြင်လိုက်တဲ့လီဖုန်ဟာအခုဖြစ်သူတည်ဆုံးခဲ့တဲ့အဖြစ်ကိုပြန်တတိရပြီးစိတ်တန်စီကရခဲ့ပါတယ်မီယာလည်းသူ့ဖေတညာရတာလီဖုန်ကြောင့်ဖြစ်လို့စိတ်ဆိုးတာကြောင့်လီဖုန်ဟာစီအိုတောင်မလဲနိုင်ခဲ့ပါဘူး
မိခင်ဖြစ်သူလဲဂရီမတီတဲ့လီဖုံကိုစိတ်ဆိုးပြီးတိုက်ခိုက်မှုတွေနဲ့ပတ်သက်တဲ့စကားလုံးတွေကိုပြောတာကိုရက်တန်းပြီးဆီယာဟန်နဲ့လည်းအဆက်တွေဖျက်လိုက်ပါတယ်တညလီဖုံအရောက်တော့အမောင်ထဲမှာသူ့ကိုတိုက်ခိုက်သူရောက်လာပါတယ်မီးလင်းလာမှဆီယာဟန်ရောက်လာမှတီးခဲ့ပြီးမိခင်သူကအဲ့ဒါကိုမနစ်သက်တော့ဘူးလီဖုံကဗေတာရှုံချောင်းလာမှာကိုစိုးရင်ခဲ့ပြီးဆီယာဟန်ကကူညီဖို့အတွက်လီဖုံကိုရက်တန်းနဲ့ဝင်ချိန်ပြမှာတွင်းပိန်မှာဝင်ပြန်ရဖို့စီစဉ်ပေးခဲ့ပါတယ်ဆီယာဟန်ကဒန်နီယယ်လာရုဆိုစီတွားပြီးအကူအညီတောင်းခဲ့ပါတယ်သူကမစ္စတာမီယာဂီရဲ့မိတ်ဆွေဖြစ်ကြောင်းပြောပြပြီးမီယာဂီမျိုးနွယ်စီဒန်နီယယ်နာမှာကရာတေပညာကိုကောင်းကောင်းသိတယ်လို့ပြောပြခဲ့ပါတယ်ဒန်နီယယ်ကအစပိုင်းမှာညှင်းဆန်ခဲ့ပေမဲ့ဆီယာဟန်ကတော့အရှုံးမပေးခဲ့ပါဘူးနယူးယောက်မှာအလန်ရဲ့ကူညီနဲ့လီဖုံကလေ့ကျင့်ဖို့နေရာကောင်းတစ်ခုရခဲ့ပါတယ်ဆီယာဟန်ပြန်တော့ပြန်ခွဲအတွက်တပတ်ပဲရှိတော့တာကြောင့်အချိန်မဖြိုးမဲ့ဆက်သိလေ့ကျင့်ခဲ့ကြပါတယ်မင်းဟင်ကတားကိုပြန်ခွဲဝင်ခွင့်မချချင်ပေမဲ့ဆီယာဟန်ရဲ့ဆွဲဆောင်မှုကြောင့်သဘောတူခဲ့ရပါတယ်လီဖုံလေ့ကျင့်နေတော့ဒန်နီယယ်ရောက်ပြီးကရာတေပညာသင်ကြားပေးခဲ့ပါတယ်ဆီယာဟန်နဲ့ဒန်နီယယ်တို့ရဲ့တင်ကြားနဲ့မတူတဲ့ကောမပြည့်လေဘူးတလည်းရှိခဲ့ပါတယ် လေ့ကျင့်နေလုံနေရင်တရက်မှာလီဖုံကမီယာစီကိုပီဇာပို့ရင်တငယ်ချင်းအလန်နဲ့အကူအညီနဲ့သူတို့နေရာစကားပြန်ပြောပြီးအစင်မပြေမှုတွေကိုပြန်လဲဖြေရှင်းနိုင်ခဲ့ပါတယ်။ပြိုင်ပွဲနေ့ရောက်มาတဲ့အခါမှာရပ်မှတ်ရှင်းမှတ်ရရင်အနံ့ရပြီးနောက်တစ်ဆင့်ကိုတက်ရမှာပါ။ပွဲစမှာလီဖုံခက်ခဲရင်ပြန်ခဲ့ရပေမဲ့နောက်ပိုင်းမှာတစ်ချက်ကန်ချက်နဲ့အနံ့ရပြီးနောက်တစ်ဆင့်ကိုတက်ရောက်ခဲ့ပါတယ်။ကော်နာကလည်းပွဲတိုင်းကိုအနံ့ရပြီးဘိုလ်လူပွဲကိုတက်ရောက်ခဲ့ပါတယ်။လီဖုံရဲ့ဆီမီဖိုင်နယ်ပွဲနေ့မှာလည်းအနိုင်ရခဲ့ပေမဲ့အော့ရှ်ကဆေလွတ်လိုက်တဲ့လူတွေရဲ့တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။ကန်ကောင်းကောင်နဲ့ဒန်နီယယ်နဲ့ဆီယာဟန်တို့ကအချိန်မီတားဆီးနိုင်ခဲ့ပါတယ်။ဘိုးလူပွဲမတိုင်ခင်တပတ်အလုံးမှာကြားလို့တိုက်ခိုက်နိုင်မဲ့နီးစနစ်တွေကိုလီဖုံကိုဆက်လက်တင်ကြားပေးခဲ့ကြပါတယ်။ဒန်နီယယ်ဟာလီဖုံရဲ့ငကားကန်ချက်ကိုမြင်တဲ့အခါအထင်ကြီးပြီးအဲ့ဒီကန်ချက်ကိုသုံးဖို့ပြောခဲ့ပါတယ်။လီဖုံကကော်နာကန်ပြန်နိုင်ခဲ့တဲ့အတွက်ကြောက်ရွံ့နေပေမဲ့ဆီယာတွေကအဲ့ဒီကန်ချက်ကိုထောင်ချောက်အနေနဲ့သုံးဖို့အကြံပေးခဲ့ပါတယ်။ကန်ချက်ကိုအနှဲငယ်နှိမ်ချပြီးတံပြန်တိုက်ခိုက်မှုကိုရှောင်နိုင်အောင်လေ့ကျင့်ခဲ့ပါတယ်။ဒန်နီယယ်ဟာယဉ်ကျေးမှုနှစ်ခုပေါင်းစည်းခြင်းကိုကိုးစားပြုတဲ့ပဝါဒတွေကိုလီဖုံကိုပေးပြီးသူတို့ဘာအတွက်တိုက်ခိုက်နေရတယ်လဲဆိုတာကိုသတိရစေခဲ့ပါတယ်။လီဖုံကနီးစနစ်အသစ်ကိုကျွမ်းကျင်လောင်ဆက်လက်လေ့ကျင့်ခဲ့ပါတယ်။ဘူလူပဲစတင်ချိန်မှာမိခင်ဖြစ်သူရောက်လာပြီးအားပေးခဲ့တာကြောင့်လီဖုံအငါထွန်းဝမ်းသာခဲ့ပါတယ်။ဒန်နီယယ်ကလီဖုံကိုပဝါပတ်ပြီးအစင်သင့်ဖြစ်ပြီလားလို့မေးတဲ့အခါလီဖုံစိတ်လှုပ်ရှားပြီးအကိုကိုပြန်သတိရခဲ့ပါတယ်။ပွဲဆက်မှာကော်နာကအမှတ်ရပြီးဦးဆောင်ခဲ့ပါတယ်။ကော်နာကဇီကန်ဖောက်ပြီးတိုက်ခိုက်တာတွေလုပ်နေတဲ့အတွက်လီဖုံခက်ခဲရင်ဆိုင်ခဲ့ရပေမဲ့နောက်ပိုင်းမှာလီဖုံကတစ်ချက်ကန်ချက်နဲ့အနံ့ရပြီးနောက်တစ်ဆင့်ကိုတက်ရောက်ခဲ့ပါတယ်။အမှတ်တွေပြန်တက်လာပြီးလီဖုံကဦးဆောင်နေတော့ကော်နာရဲ့ပြင်းထန်တဲ့ထိုးနှက်ချက်တစ်ခုကြောင့်လီဖုံလဲကျခဲ့ပေမဲ့အချိန်မီပြန်ထနိုင်ခဲ့ပါတယ်။နောက်ဆုံးအမှတ်9မှတ်စီတရေဖြစ်နေပြီးဘဒူးအရင်10မှတ်ရမလဲဆိုတာကိုစောင့်ကြည့်နေရပါပြီ။အဆုံးမှာလီဖုံကသူ့ရဲ့ငကားကန်ချက်ကိုသုံးခဲ့ပါတယ်။ကော်နာကတန်ပြန်ဖို့ကြိုးစားခဲ့ပေမဲ့လီဖုံရဲ့ပြင်ဆင်ထားတဲ့နီးလိုင်းကြောင့်လွဲချော်သွားပြီးလီဖုံကအနိုင်ရရှိခဲ့ပါတယ်။ကော်နာကရှုံးနေမှုကိုလက်မခံဘဲထပ်မံတိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့ဆီယာဟန်ရဲ့လမ်းညွှန်မှုနဲ့လီဖုံဟာအမြန်တုံ့ပြန်နိုင်ပြီးကော်နာမနာကျင်စေပဲထိန်းချုပ်နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ကော်နာကလီဖုံကိုလေးစားခဲ့ပြီးလီဖုံကကန်ကွဲရဲ့ချန်ပီယံအသက်အဖြစ်ဒရဗိုစောင်းနိုင်ခဲ့ပါတယ်။လီဖုံရဲ့အောင်ပွဲအတွက်မိခင်ဖြစ်သူမီယာအပါဝင်ပရိသတ်အားလုံးပျော်ရွှင်ခဲ့ကြပါတယ်။အောင်ပွဲရပြီးနောက်မှာလီဖုံရတဲ့စုကျွေးနဲ့ဗစ်တော်ဟာဒုတိယပီဇာဆိုင်ကိုဖွင့်နိုင်ခဲ့ပါတယ်။ဆီယာဟန်ကဘေဂျင်းကိုပြန်ဖို့နောက်ဆက်ပြီးဒန်နီယယ်ကိုလည်းအကူအညီပေးခဲ့တဲ့အတွက်ပီဇာတစ်ချက်ပို့ပေးခဲ့ပါတယ်